မင်္ဂလာပါအလုပ်နည်းနည်းပဲလုပ်ပြီးရလက်ခေါက်ဒီအများကြီးရချင်တယ်ဒီလိုမျိုးတွေးဖူးကြရဟုတ်ဒါကလူတိုင်းရဲ့အိမ်မက်လိုပါပဲဒီနေ့မှာတော့အဲ့ဒီအိမ်မက်ကိုတကယ်ဖြစ်လာစေမဲ့လှုပ်ခွက်ချက်တစ်ခုအကြောင်းပြောပြသွားမှာပါကဲစလိုက်ကြအောင် ဟုတ်တယ်လူတိုင်းမှာတင်းကို24နာရီပဲရှိတာချင်းကအတူတူပဲဒါပေမဲ့ဘာဖြစ်လို့တချို့လူတွေတချို့လုပ်ငန်းတွေကသူများတွေထက်အများကြီးပိုအောင်မြင်နေကြတာလဲဗျာအချင်းကတော့တန်းတူပဲဒါပေမဲ့ရလက်တီကဘာလို့ဒီလောက်ကြီးกว่าနေရတာလဲအဖြေကသူတို့ဘလောက်လုပ်တယ်လဲဆိုတာထက်ဘာကိုလုပ်တယ်လဲဆိုတဲ့အပေါ်မှာပဲမူတည်နေလို့ပါ ဆိုတော့အထီးကတော့ချက်တာအလုပ်စူးစမ်းယုံတက်တက် hard work လုပ်နေုံနဲ့မရရဘူးပါနဲ့စွာလောက်ကြိုက်ခြင်း smart work လုပ်ဖို့လိုလာတာပေါ့ပြောရရင်အလုပ်တွေများကြီးလုပ်တာထက်မှန်ကန်တဲ့အလုပ်ကိုရွေးလုပ်တာကပိုအရေးကြီးတယ်အားစိုက်ထုံမှုကိုအဓိကမထားပဲရလက်ကိုပို့ပြီးတော့ဦးတည်တာကပိုထိရောက်တယ်ပေါ့ဗျကဲဒီနေ့မှာအဲ့ဒီပါနဲ့စွာလောက်ကြိုက်ခြင်းရဲ့နောက်ွယ်ကလျှို့ဝှက်ချက်ကိုဖိုးထုတ်ကြည့်ကြရအောင်အဲ့ဒီလျှို့ဝှက်ချက်ကတော့80-20နေရာမှာဒါမှမဟုတ် Pareto principle လို့ခေါ်တဲ့တူတော်လေးအစွမ်းထားတဲ့အတွေ့အခေါ်တစ်ခုပါပဲဒီနာမည်ကိုကြားဘူးကောင်းကြားဘူးကြမှာပါဒါမလေးဒီရိုးရိုးရှင်းရှင်းလေးလို့ထင်ရတဲ့အချို့ကကျွန်တော်တို့ရဲ့ဘဝနဲ့လုပ်ငန်းတွေကိုဘလောက်တောင်အကြီးအကျယ်ပြောင်းလဲပေးနိုင်တယ်ဆိုတာကိုအတူတူချိလာကြရအောင်ဒီသဘောတရားကိုစာပြီးတွေ့ရှိခဲ့တာကအီတလီစီးပွားရေးပညာရှင် Vilfredo Pareto ဆိုတဲ့ပုဂ္ဂိုလ်ကြီးပေါ့သူတွေ့ရှိခဲ့တဲ့အချက်ကတော်တော်လေးစိတ်ဝင်စားစရာကောင်းတယ်အဲ့ဒါကဘာလဲဆိုတော့ရလက်အားလုံးရဲ့80ရာခိုင်လောက်ဆောင်ထက်20ရာခိုင်ငါးနေပဲလာတယ်ဆိုတာပါပဲတနည်းအားဖြင့်ပြောရရင်ပေါ့ဗျာကျွန်တော်ရဲ့အရေးအကြီးဆုံးစူးစမ်းအားထုတ်မှုနမင်းလေးကပဲရလက်အများစုကြီးကိုဖန်တီးပေးနေတာဗျဒီချိုကိုဒီပုံလေးထဲမှာမင်းအောင်ကြည့်လိုက်ပါဦးကျွန်တော်တို့ရဲ့အားထုတ်မှု20ရာခိုင်နှုန်းလေးကပဲရလက်ရဲ့80ရာခိုင်နှုန်းဆိုတဲ့အပုံကြီးကိုဖန်တီးပေးနေတယ်ဆိုတဲ့အသွေးတကယ်ကိုအံ့ဩစရာမကောင်းဘူးလားအဲ့ဒါကကျွန်တော်တို့အချိန်နဲ့စွမ်းရင်ကိုဘယ်နေရာမှာသုံးသင့်တယ်လဲဆိုတာကိုလမ်းညွှန်ပေးမဲ့တော်ချက်ပါပဲကာလလည်းစာအုပ်ထဲမှာပဲရှိတဲ့ theory တက်တယ်မဟုတ်ဘူးနော်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝထဲမှာအမြဲတမ်းရှိနေတာစဉ်းစားကြည့်ပါကမ္ဘာချမ်းသာကြွယ်ဝမှု80ရာခိုင်နှုန်းကိုလူဦးရေ20ရာခိုင်နှုန်းကပဲပိုင်ဆိုင်ထားတယ်နောက်တစ်ခုကိုဘီရိုတွေကအင်ဂျီတွေအားလုံးရဲ့20ရာခိုင်နှုန်းလောက်ကိုပဲအမြဲလို့ဝှစ်ဖစ်နေတာမျိုးအဲ့လိုမဟုတ်လားဖုန်းထဲမှာကုန်တိုက်တဲ့ယာနဲ့ချီရှိပေမြင့်တကယ်အမြဲပြောဖြစ်တဲ့သူက20ရာခိုင်နှုန်းလောက်ပဲမဟုတ်ဘူးလားဗျဟုတ်တယ်ဒီနေရာမှာကနေရာတိုင်းမှာရှိနေပါတယ်ကဲဒီလောက်အစွမ်းထက်တဲ့နေရာမှာကိုစီးပွားရေးလုပ်ငန်းတွေမှာရောဘလို့အသုံးပြုပြီးကြီးမားတဲ့အပြောင်းအလဲတွေဖန်တီးနိုင်မလဲဆိုတာဆက်ပြီးကြည့်ကြရအောင်ပါစီးပွားရေးမှာဆိုရင်တော့ဒါကတကယ်ကိုအရေးကြီးတဲ့အချက်ပဲလုပ်ငန်းတစ်ခုရဲ့ဝင်ငွေ80ရာရှိပုံဟာသစ္စာရှိတဲ့ဖောက်တဲ့20ရာရှိပုံစီကပဲလာနေတာပါဘာကြောင့်လဲဆိုတော့သူတို့ဟာတစ်ခါဝယ်ယူတဲ့သူတွေလုပ်ငန်းကိုယုံကြည်တဲ့သူတွေဖြစ်နေလို့ပဲဒါကဘာကိုပြနေတာလဲဆိုတော့ဖောက်တဲ့အသစ်တွေအများကြီးလိုက်ရှာနေတာထက်အဲ့ဒီအဓိကကြပဲ20ရာရှိပုံကိုပို့ပြီး group site ဝန်ဆောင်မှုလည်းပို့ကောင်းအောင်ပေးတာကလုပ်ငန်းအတွက်ပို့ပြီးထိရောက်တဲ့ရင်းနှီးမြှုပ်နှံမှုဖြစ်တယ်ဆိုတာပါပဲအဲ့ဒီသဘောတရားကကုန်ပစ္စည်းတွေမှာလည်းအတူတူပဲဗျာကိုယ်ဆိုင်မှာပစ္စည်းမျိုး100လောက်ရောင်းနေတယ်ဆိုတော့တကယ်တမ်းအများဆုံးရှာပေးနေတာကပစ္စည်းမျိုး20လောက်ပဲရှိတတ်တယ်အဲ့ဒီတော့အဲ့ဒီအယောင်ရဆုံး20ရာခိုင်နှုန်းကိုတာပို့ပြီးအာရုံစိုက်လိုက်မယ်ဆိုရင်မလွယ်အပ်တဲ့ကုန်ကြစက်တွေ short ချနိုင်ပြီးအမြတ်ကပို့ပြီးတော့ထွက်လာအောင်ပါโอเคဒီနေရာမှာကစီးပွားရေးလောကအကြပဲမဟုတ်ပါဘူးကိုပိုင်ဘဝတိုးတက်ဖို့အတွက်လည်းတကယ်ကိုအသမ်းချလို့ရပါတယ်ဒီအစွမ်းတဲ့နေရာမှာကိုရနေစဉ်ဘဝတွေဘယ်လိုထည့်သွင်းပြီးပို့ထိရောက်အောင်မြင်အောင်လုပ်မလဲဆိုတာဆက်ကြည့်ကြရအောင်ဥမာအနေနဲ့စားလေးလာတဲ့အခါမျိုးမှာပေါ့စာအုပ်တအုပ်လုံးကိုစဆောင်အလုပ်ချက်ဖို့စူးစမ်းနေတာထက်စာအုပ်ရဲ့အဓိကအနှစ်သာရ80ရာခိုင်နှုန်းကိုတည်ဆောင်ထားတဲ့အရေးကြီးဆုံးအခန်း20ရာခိုင်နှုန်းကိုအရင်ရှာဖွေပြီးအဲ့ဒါကိုပဲအာရုံစိုက်ဖတ်ရှုတာကအများကြီးပိုထိရောက်ပြီးအချိန်လည်းအများကြီးသက်သာစေတယ်အချိန်စီမံခန့်ခွဲမှုမှာဆိုရင်တော့ဒီနီလန်ကတကယ်ကိုအစွမ်းထက်တဲ့ပထမဆုံးကိုယ့်ရဲ့ to do list ကိုကြည့်ပြီးကိုမေးခွန်းတစ်ခုမေးလိုက်ပါဒီထဲကဘယ်အလုပ်20ရာခိုင်နှုန်းကအတွက်အရေးအကြီးဆုံးရလက်80ရာခိုင်နှုန်းကိုယူလာပေးမှလဲဆိုပြီးတော့ပေါ့အဲ့ဒီအရေးကြီးဆုံးအလုပ်တွေကိုရှာပြီးအရင်ဆုံးသာလုပ်ချလိုက်ပါဒါကလေတစ်နေ့တာလုံးရဲ့ဥတီချက်ကိုပြောင်းလဲပေးနိုင်တဲ့တကယ်အလေးအကျင့်ကောင်းတစ်ခုပါပဲဒီတော့အဓိကအကြောင်းဆုံးအချက်ကပါလေ80-20နေရာမှာကကျွန်တော်တို့ကိုအလုပ်များတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြန်ပြီးသုံးသပ်စေရပါပဲဟုတ်တယ်အလုပ်များတာနဲ့ထိရောက်တာဟာလုံးဝတခြားစီပဲဗျာဒီစကားကတကယ်ကိုမောင်းမှန်ပန်ပါတနေ့ကုန်အလုံးရှုံနေပေမဲ့နေ့အဆုံးမှာဘာမှထိရောက်ရမပြီးမြောက်တယ်လို့ခံစားရတာမျိုးတွေကျွန်တော်တို့အားလုံးကြုံမှုကြမှာပါ82 money နေရာမှာကကျွန်တော်တို့ကိုတည်ပေးနေတာကလှုပ်ဆောင်ချက်အရေးအတွက်ကိုမရေးတွက်ပဲရလက်ရဲ့အရေးအတွက်ကိုပဲတိုင်းတာဖို့ပါပဲစကူတော့ရှင်းရှင်းလင်းလင်းတည်ထားဖို့လိုပါတယ်ဒီ80 byte 2နေရာမှာရဲ့ရွေးချက်ကလူကိုပြင်းရည်သွားစေဖို့လုံးဝမဟုတ်ပါဘူး
တကယ်တော့အကျိုးမရှိတဲ့နေရာတွေမှာအချိန်နဲ့စွမ်းရည်တွေဖြုံတီးနေတာကိုရှော့ချပြီးတော့တကယ်အကျိုးရှိတဲ့နေရာမှာအားစိုက်ထုတ်ကိုလိုင်းညွန်ပေးတာပါဒါပါပဲဒါကြောင့်ဒီနေ့ကစပြီးကိုဒီမေးခွန်းလေးကိုအမြဲမေးကြည့်ပါငါလုပ်နေတဲ့အလုပ်ဒီထဲကဘယ်20ရာခိုင်နှုန်းကရလက်80ရာခိုင်နှုန်းကိုဖန်တီးပေးနေတယ်လဲဆိုတာပေါ့အဲ့ဒီအစွမ်းထက်တဲ့20ရာခိုင်နှုန်းကိုရှာဖွေပြီးအာယုံဆိုင်လိုက်ပါအဲ့ဒါကပဲအလုပ်နည်းနည်းနဲ့အောင်မြင်မှုများများရစီမယ်တကယ်တော့ချက်ဖြစ်ပြီးအောင်မြင်မှုလမ်းကြောင်းကိုအရှင်အဟုန်နဲ့မြင့်တင်ပေးပါလိမ့်မယ်